လေပါအမေအမိုက်ဆက်တွေသိမ့်တရားဓမ္မနဲ့ထိန်ကောင်းသောလမ်းကိုလှမ်းမြတ်သောလမ်းကိုမှန်အလင်းရောင်လေးငြိမ်းချမ်းတဲ့အလင်းရောင်လေးမြင်ရတွေ့ရပါပြီမြင်ရတွေ့ရပါပြီအမေကြီးကိုတွေ့ရပြီအမေအဆူအကောင်အမအထင်ရှားသိခဲ့ပါပြီအမေအမိကြီးလူတွေကိုဖယားအမှုထားလို့ဆက်ပါရစေအမေဆက်ပါရစေဖယားကုန်တော်တရားကုန်တော်တန်ခါတကူတော်အပေါင်းတရားအမှန်ညွှန်ပြအမှန်အလင်းကိုမြင်အမိုက်ဆက်တွေသိမ့်ငြိမ်းအေးပါပြီအမေအဲ့မကြီးနဲ့ဟာဒါကြီးကဘယ်လိုကျောင်းသားတွေပေးတာဟုတ်မယ်ဟိုကွာကျောင်းသားကြီးပြောတယ်ကျောင်းသားကြီး